လောကထဲမှာနေနေမှာတော့လောကရန်မုံနိုင်တိုက်ခံရမှာပဲလောကရန်လိုင်းဘလောက်ပုတ်ပုတ်လေဆိုတဲ့မျိုးကလုံမှာပဲလုံတော့လုံပါစေမမြုပ်ပန်စေနဲ့လို့ဦးဇင်းတို့မပြောခဲ့ဘူးလားလုံမှာပဲလိုင်းပုတ်တဲ့ဒဏ်ကိုတော်ကောင်းများကြီးလေရလဲလုံမှာပဲပုတ်တဲ့လိုင်းနဲ့တွားနေရတာဟုတ်ဦးဇင်းတို့တော်ကောင်းတို့တွေဒီတန်တရာခရီးနာတွေလားတန်တရာခရီးသွားတွေလားခရီးသွားတွေကူးနေရတာခတ်နေရတာအပုတ်ခံရမှာပဲလိုင်းပုတ်တော့ပုတ်ပါစေတော်ကောင်းများကြီးလိုင်းပုတ်လေလုံမှာပဲလုံလဲလုံပါစေမမြုပ်ရင်ပြီးတာပဲဆက်ရှောက်အေးချမ်းတဲ့ဟိုဘက်ကရောက်ဖို့တော့မှန်ရလားဆက်သွားလဲရင်ပြန်ထဒါဘဝပဲလေလဲနေလို့ငိုနေလို့ဖြစ်ပါမလားလဲကျသွားတယ်ပြန်မထားဘူးဆိုရင်အရှုံးပေးတဲ့လူဟာတော်ကောင်းများကြီးဘာလို့မလဲကိုယ့်အရင်ချင်းကိုတက်ပြစ်လို့ဖြစ်သွားမှာပေါ့ဘဝဆိုတာလဲတော်ကောင်းများကြီးမမြဲတဲ့လောကမမြဲတဲ့ဘဝ